တုတ်တန်ကျန်အခန်းကြီး23အငယ်23တမန်တရားကိုဝယ်တော့ဘူရှောင်းနဲ့ပညာကို၎င်းဆုံးမဩဝါဒကို၎င်းဉာဏ်တတိကို၎င်းထိုအတူပြုတော့ဖတ်ကြတော့ဂျပိုက်ပေါ်ဖျားရှင်ကောင်းကြည့်ပေးပါစေအာယုဘယခတဲ့ဥပန်ဆင်ပြုပြီးတော့ဘုတော်အနန္တကုရှိမစောပြအာမီရကိုဒီနေ့အမောစွာဒီနေ့တော့ကြားလေပို့ဆောင်တော့ကြောင့်ယေရှုတော်သူ့ရဲ့ချီးမွမ်းပါ၏ယေရှုနီကိုရတော်မေတ္တာစီနာတော့အခက်အခဲများကြီးရှိတယ်အတင်းတော်ကလည်းအခက်အခဲများကြီးရှိသို့တော်လည်းပဲကြားမှာပျော်ရွှင်စွာဖြစ်ဒီနေ့အဆုံးတိုင်းဖျားရှင်ပို့ဆောင်ရဖို့ဘုတော်ကြောင့်ဖျားရှင်သားအေးဘုံကြည်ပါစေဆိုတော့ဒီနေ့ဒီလာရောက်ကြတယ်အထူးအတေတော်ဘောနော်အထူးအတေပါစတာစနေမောင်နာတို့အထူးခင်အတေတော်ကိုစားအထူးချီးဆူတင်တဲ့အကြောင်းပြောချင်တယ်ဆိုတော့ဒီမှာတယောက်ရှိတဲ့တယောက်ဆိုတော့အထူးဆိုတော့တော်လေလာတယ်တခြားကလေးလာတယ်ရောက်စတိုင်းကိုလည်းကျေးဇူးတင်တယ်ဆိုတော့ဒီအတွက်ကြောင့်အထူးပဲကျေးဇူးတင်တယ်အခုချိန်မှာဆရာအနေနဲ့ဒီကျောင်းသားများနဲ့ပြည်သက်များကိုခွန်အားပေးဖို့ရတဲ့ယေရှုနာမအဖြစ်ဖိတ်ခေါ်ပါတယ်အားလုံးလည်းခုဖိတ်ခေါ်ကြရအောင်အားလုံးမင်္ဂလာပါမင်္ဂလာပါတို့ပြည်လက်တွေ့စံကိုရတဲ့တောင်ရန်ကိုထိုက်ရုပ်တင်နေလူစောပရမအချင်းကောင်းအခါကောင်းပုံပေးရှင်ပြတဲ့ပြတဲ့တာရုပ်မှုကြည့်ပါစေအာမင်ပါဝင်နာကိုရတဲ့ဆရာမလေးကိုတော်တော်အဒီကိုတင်တာဆရာမများတောင်းတောင်းသားများဆရာကိုဆက်လက်ဖိတ်ခေါ်တဲ့တောင်ရန်ကိုထိုက်ရုပ်တင်နေဒီနေ့ကျဆာကြောင်းပြီးတဲ့ဆရာမလေးအားလုံးကိုလည်းဘုရားသခင်ရဲ့အမှုတော်ဖြစ်မှာပါဝင်နာတော်သားတဲ့မိမိဖြစ်စေဖြစ်ပါဘုရားသခင်ကောင်းချီးပေးပါစေအာမင်ကျန်းစာတစ်ပိုက်တော့ဖတ်ဆက်ချင်ပါတယ်အားလုံးတီဗီသားပဲเนาะဟေဘေအခန်းကြီးလေအငယ်စနစ်ဟေဘေအခန်းကြီးလေအငယ်စနစ်ကိုကျွန်တော်ဖတ်မယ်ဘုရားသခင်၏နောက်ကပတ်တော်တရားသည်အသက်ရှင်ခြင်းတခုနဲ့ပြုတ်ပြင်ခြင်းတန်လင်းတကာတို့ထက်နဲ့ပြီးဆုံးပြီးဖြစ်၍အသက်နဲ့ဝိညာဉ်တော်ကို၎င်းအယူအစစ်နဲ့ရှင်ချီကို၎င်းပန်းချဲ၍ထုတ်ချင်းခွင်တည်၏စိတ်နှလုံးအကျဉ်းအရှိမြတ်ကိုလည်းတည်မြင်တည်၏ဓမ္မကျမ်းစာသည်စိတ်နှလုံးအကျဉ်းအရှိမြတ်ကိုလည်းတည်မြင်တည်၏တဲ့နော်ဒီမှာကျွန်တော်ဟဲ့ပဲအခန်းကြီးလေးငယ်စနေမှာဓမ္မဒီကျမ်းစာဟာနှစ်ဖက်ဆန်တားထက်တဲ့ဆိုတာကိုကျွန်တော်တွေ့ခဲ့တယ်ပါဝါပွင့်လေးထူလို့ရလားဆရာဆိုတော့ကျွန်တော်တို့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုဘာကြောင့်လေ့လာတင်တယ်လဲဓမ္မကျမ်းစာကိုဘာဖြစ်လို့သိယူရတယ်လဲ Why should we study the word of God? No? So because it is important for students to study the word of God because it is our spiritual GPS for living in a faithful Christian life. The word of God tells us that the do and the don'ts of life it gives to us in the rule that we must follow. The most important is it is the gospel. That is good news of Jesus Christ. Look, you like to try. Babilo damajansa ko jono ti yukhe dale. Babilo jono damajansa ko lela phulu dale sono. Jono wingin yi ya ma. Jono attack ma wingin yi ya ma phiya ne asat twe lo de chama jono do yi piet phit de. Hallelujah. Amen. Yi piet ma ba me ne yi piet jaung ko sia ma la ka ni. Yi piet ko tat pi ma ji pi ma la. Ai lu be jono be ko twa chin dale no.
ဘယ်နေရာကိုတွက်မလဲဆိုရကို GPS ကိုဖွင့်ပြမှတာလေ GPS ကပြတဲ့တိုင်းလေကျွန်တော်ကမောရတယ် GPS ပါပြီဆိုတော့ဘယ်နေရာပဲရောက်ရောက်ကားထဲမှာတက်စီစီပြီဆိုတော့ဘယ်နေရာပဲရောက်ရောက်မပြုတ်တော့ဘူးဒီနေ့နေ့တော့ရောက်မယ်ဆိုတာစိတ်ထဲမှာလုံးဝတန်တရားမရှိဘူးအဲ့လိုပဲကျွန်တော်တို့ဘုရားသခင်နဲ့ဖြစ်တွေ့တော့မယ်အမှုတော်ဆောင်တော့မယ်ကျွန်တော်ဟာခရိယန်တစ်ခုတယောက်ဖြစ်ပြီပေါ့နော် a faithful Christian life ယုံကြည်ထိုက်တော့နော်ယုံကြည်သူတို့ကြောင့်ဖြစ်လာပြီဘုရားအတွက်အသက်ရှင်လာပြီဆိုတော့ကျွန်တော်တို့ကလိုအပ်ချက်က GPS လို့တဲ့ဘုရားနဲ့ထိတွေ့ဖို့ဘုရားအလိုတော်အသက်ရှင်ဖို့ဆိုတော့အဲ့ဒါပါလဲဆိုတော့ဒီဓမ္မကျမ်းစာပဲကျွန်တော်တို့ GPS ဖြစ်တယ်အဲ့ဒါကြောင့်နံပါတ်1ကျမ်းစာကိုကျွန်တော်တို့သိရခြင်းဖြစ်တယ်ဓမ္မကျမ်းစာကိုလေ့လာရခြင်းဖြစ်တယ်ဒါတော့မကဘူးအဲ့ဒီကျမ်းစာထဲမှာတဲ့ကျွန်တော်တို့ခရိယအသက်တာထဲမှာလောက်ရမယ့်အရာတွေမလောက်တဲ့အရာတွေဆောင်ရမယ့်အရာတွေဆောင်ရမယ့်အရာတွေအားလုံးဟာတင်ပေးပြီးသားဖြစ်တယ်တဲ့အကုန်လုံးဒီခွင့်ဒီခွင့်ရအောင်ဒီကျမ်းစာကအကုန်လုံးပေါ်ပြပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ဒီဓမ္မကျမ်းစာထဲမှာကျွန်တော်တို့ခရိယန်ယုံကြည်သူတို့ရောက်ပြီဆိုတော့ဘောဓိကံရောက်ပြီဆိုတော့ကျွန်တော်တို့လောက်တဲ့နာမလောက်တဲ့ဟာတွတ်တဲ့နဲ့မတွတ်တဲ့နေရာတွေအားလုံးကိုဒီဓမ္မကျမ်းစာထဲမှာအကုန်လုံးပါပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ဓမ္မကျမ်းစာဟာကျွန်တော်တို့လေ့လာဖို့လိုတယ်တည်ယူဖို့လိုတယ်နံပါတ်3အချက်မှာအကြီးစုကပါလဲဆိုတော့တရားသခင်ရဲ့တောက်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်တဲ့နော်လူတွေကစိတ်ကိုရင်းပြီးတော့ရှိတာမဟုတ်ဘူးဝတ္ထုရှိတယ်လို့ရှိတာမဟုတ်ဘူးကာတွင်ရှိတယ်လို့ရှိတာမဟုတ်ဘူးအဲ့ဒါဟာဘုရားသခင်မောင်းသွင်းထားတဲ့နှုတ်ကပတ်တော်ဘုရားသခင်ရဲ့ဝိညာဉ်တော်အဖြစ်နော်ဖြစ်တွေ့ပြီးမှဘယ်လိုပြောမလဲထောက်ဖို့ပြီးမှ revelation ထောက်ဖို့ပြီးမှရည်သားထားတဲ့ inspiration လုပ်တဲ့ဟာကိုဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့အရေးကြီးတာဖြစ်တယ်အဲ့ဒါတွေကပါရီလဲဆိုတော့တရင်ကောင်းနေပဲဖြစ်တယ်ဘာတရင်ကောင်းလဲဆိုတော့ယေရှုခရစ်တော်ဟာတေချင်းကတဲ့ရှင်ပြန်ထမြောက်တဲ့တရင်ကောင်းနေပဲဖြစ်တယ်ဘာဖြစ်လို့ယေရှုခရစ်တော်တည်လာလဲကျွန်တော်တို့ဒီအပိယအခါကြောင့်တေချင်းတရားကိုရင်ဆိုင်ရမယ်တာသမီးတွေဖြစ်တယ်ကျွန်တော်တို့အားလုံးဟာဇာတိပဂတိအပြင်အပိနဲ့မကင်းနေတဲ့လူတွေဖြစ်တဲ့တော့ကာယကဝစီကမနောကနဲ့မကင်းစင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်အပိယအခါကတေချင်းဖြစ်တဲ့အတွက်ကြောင့်အားလုံးတေရမြင်မျိုးဖြစ်တယ်အဲ့ဒီတေရမြင်ဟာကိုယေရှုခရစ်တော်ကကျွန်တော်တို့အတွက်အသေးခံပြီးတော့အသေးခံတာမကဘူးတကြူပြီးမှတုံးရက်မြောက်မှာရှင်းပြထားမြောက်တယ်အဲ့ဒါကြောင့်ယုံကြည်တော်သူအပေါ်တို့ဒီထာဝရအသက်ကိုရမယ်ယေရှုနဲ့ရှင်းပြထားမြောက်မယ်ဒီလောက်ကောင်းတဲ့တတိမရှိတော့ဘူးဟာလေလုယာအဲ့ဒါတော့တရင်ကောင်းယေရှုခရစ်တော်ရဲ့တရင်ကောင်းကိုရည်ထားတဲ့စာအုပ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့သင်ယူဖို့လိုတယ်လေ့လာဖို့လိုတယ်ဆိုတာကိုဒီမှာပေါ်ပြထားခြင်းဖြစ်တယ်ပြီးတော့နံပါတ်2ဟိုနဲ့ရှင်တိမောသေဒုတိယစာဆောင်အခန်းကြီး3အငယ်16မှာပြောခဲ့တယ်ကျွန်တော်ထိုကျမ်းစာရှိတဲ့မြတ်ဒီဘုရားသခင်မောက်သွင်းတော်မူသောအဖြစ်ဖြစ်၍နော်သူကျမ်းစာရှိတဲ့မြတ်တော်ဒီကျမ်းပိုင်းမှာကပ္ပမှုကျမ်းကနဲ့ဗေဒကျမ်းအဖြစ်အကုန်လုံးစီထားတော့အရာအလုံးဟာစကလုံးတန်ဟာပေါ့နော် literally God breath ဘုရားသခင်ကမောက်သွင်းထားတော့အရာဖြစ်တယ်ဟာလေလုယာဒီနောက်ကပတ်တော်ဒီအလုံးဟာဘုရားသခင်ရဲ့အစေခံများကဝိညာဉ်တော်ကိုဖွင့်ပြပြီးမှစီးထားပြီးတော့ဘုရားသခင်ရဲ့အသက်နဲ့ breath နဲ့ထွက်လာတဲ့စကလုံးတန်နဲ့ဖြစ်တယ်ဒါပေမဲ့ဆရာပြောချင်တာကဒီပါတာပြန်လို့မဟုတ်ဘူးပေါ့နော်translation တော့မဟုတ်ဘူးပြောချင်တာက original ကိုပြောချင်တာဖြစ်တယ်ဆိုတော့ဒီဟာကဘာဖြစ်လဲဆိုတော့အဲ့ဒီဘုရားသခင်ရဲ့မဟုတ်တော့တာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့လူဒီတဲ့ဆုံလင်းတော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုချင်းအလုံးငါတဲ့နော်တေချာနာထောင်းနော်ဘုရားသခင်ရဲ့လူဒီတဲ့ဆုံလင်းတော်သူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုချင်းအလုံးငါဆိုတော့ယုံကြည်သူသားသမီးတယောက်ဖြစ်လာပြီးယေရှုခရစ်ကိုလက်ခံပြီးကိုယ့်ရဲ့သခင်ကိုယ်မှသခင်အဖြစ်လက်ခံပြီးဆိုတော့ကျွန်တော်တို့ကဘယ်လိုအသက်ရှင်မလဲဘယ်လိုဆုံးလင်းနိုင်မလဲဘယ်ကောင်းတော့အရာကိုဘယ်လိုကျင့်ကြံရမလဲဆိုတဲ့အမျိုးမျိုးကိုလုပ်ဖို့ရတယ်တဲ့နော်ပြင်ဆင်ပေးတော့ဓမ္မကျမ်းစာဖြစ်တယ်ဆိုလိုချင်တာကကျွန်တော်အသက်ကကိုပြောင်းလဲစေတော့ပြုပြင်စေတော့နော်လိုက်ပြစေတော့ဓမ္မကျမ်းစာဖြစ်တယ်တဲ့နံပါတ်1ပါလဲဩဝါဒပေးခြင်းနံပါတ်2အပိကုပေါ်ပြခြင်းနံပါတ်3ဖြတ်မဲ့စွာပြုတ်ပြင်ခြင်းနံပါတ်4တရားကိုတွင်တင်ခြင်းများကျဲယုံများကိုပြုတ်တတ်၏ဒီဓမ္မကျမ်းစာကိုကျွန်တော်တို့ဖတ်တဲ့ချိန်မှာဘာတွေ့လဲဩဝါဒပေးခြင်းကိုလည်းတွေ့တယ်
เดี๋ยวเนี่ยเดี๋ยวว่าเราไปเช่นพี่เราอภิกูปอบไปเช่นจนเราจะมาอภิตาพิเดสุดกันที่จะสับเป็นมาจากที่นี่จ้ะสุดแล้วเพียงแค่ส่วนผิวเป็นชิ้นอภิที่ยากูตุนเดียวอัตชินังผู้ใหญ่ด้วยเนาะอากงสุหาดินน้องก็ปัจจุบันมาจะสับเป็นพิเดสุดกูဒီမိုတဲ့အခန်းဟောတာဒုတိယဆက်ဆောင်အခန်းကြီး3အငယ်16မှာရှင်ပေါလုကပြောထားတာဖြစ်တယ်ဒီနေ့philosopher အတွေ့ခေါ်ပညာရှင်လို့ပြောမှာပေါ့နော်ဒီနေ့ philosopher တွေကမေခွန်းအမျိုးမျိုးတွေထောက်တယ်အတွေ့ခေါ်ပညာရှင်တွေကတော့အမျိုးမေခွန်းအမျိုးမျိုးထောက်တယ်ဒါပေမဲ့ကျွန်တော်တို့ခညာနေတွေ့ဒီဟာတွေကမထူးဆန်းဘူးဒီလောကပညာရှိတဲ့လူတွေနော် philosopher ရမေခွန်းတွေကကျွန်တော်တို့အတွက်ဘာမှအထူးဆန်းကိုမရှိဘူးဒီနေ့ philosopher scientific ကဘယ်လိုအလုပ်ခဲ့တယ်လဲဒီမေခွန်းတွေကိုသူတို့ဟာသူတို့ခဏခဏမေးကြတယ်သူတို့အဖြစ်မပေးနိုင်ဘူးအဲ့ဒါပါလဲဆိုတော့ what is the purpose of life ဘဝရဲ့ရည်မှန်းချက်ကပါလဲသူတို့ကအဖြစ်မထွက်နိုင်ဘူး philosopher တွေကအတွေ့ခေါ်ပညာရှင်တွေက scientific ကအဖြစ်မထွက်နိုင်ဘူး the purpose of life ကျွန်တော်တို့ဘဝရဲ့ရည်မှန်းချက်ကပါလဲတချို့ကဝန်ထမ်းဖြစ်မယ်တချို့ကတော့ဖာလေးဖြစ်မယ်တချို့ကပါစတာလေးဖြစ်မယ်တချို့ကပညာရှိဖြစ်မယ်တချို့ကပါလဲတစ်ထက်ဖြစ်မယ်သူတို့ဘဝရဲ့ရည်မှန်းချက်ကဒါပေမဲ့မတူကြဘူးနော်ဒါပေမဲ့ကျက်စာကတော့ပြောတယ်မပြောလဲကျွန်တော်တို့အသက်ရှင်ခြင်းဒီပါလဲကျွန်တော်တို့ဘဝရဲ့ရည်မှန်းချက်ကပါလဲယေရှုခရစ်တော်နဲ့အတူသက်ရှင်ကိုပဲဖြစ်တယ်ဟာလေလုယာဒီဟာဒီကလောကရဲ့ပညာရှင်အတွေ့အခေါ်ရှင်တွေကအမပေးနိုင်တဲ့အဖြစ်ကိုကျမ်းစာမှာအကုန်လုံးပေးတာဖြစ်တယ်နော်ဒါတော့မကောက်ဘူး where do I come from ကျွန်တော်ကျမဘေကနေလာတယ်လေသူတို့မသိကြဘူးဗမာရီကဗမာစကပုံမရှိတယ်ဗမာရီကဘာနဲ့မလဲငဲ့နှကောင်ကဦးဒီမှာအဲ့ဒါကနဲ့မွေးဖော်လာတဲ့လူတွေမျိုးဒါဝင်ဖြုတ်လို့ရှိပါတယ်မြုပ်ကနဲ့လူဖြစ်လာတဲ့ဆိုတဲ့ဟာမျိုးအမျိုးမျိုးတွေပြောကြတယ်big bang theology big bang theory ဆိုတော့အရှင်တို့ကအမျိုးမျိုးတွေရှိပြီးတော့နော် electric တွေပါညရစုပေါင်းပြီးမှတခါလေဖောင်းဆိုပြီးတော့ခွဲထွက်သွားတာနဲ့နေရီတေရီလာရီကပါရီဖြစ်လာပြီးမှလူတွေလည်းဖြစ်တယ်ဆိုတာမျိုး big bang theory နော်ပြင်ရမှာနော်ကျောင်းသူပြောတတ်တယ်အဲ့လိုမျိုးပဲကျွန်တော်တို့ကျမတို့ကဘေကနေလာတယ်ဆိုတာလေအဖြစ်မထွက်နိုင်ကြဘူးဒါပေမဲ့ကျွန်တော်တို့ကျမ်းစာမှာရှိတယ်ကျွန်တော်တို့ဘေကနေလာတယ်လေဖယားသခင်ကသူ့ရဲ့ image သူ့ရဲ့ likeness သူ့ရဲ့ပုံသဏ္ဍာန်တော်နဲ့ဖန်ဆင်းထားတဲ့လူဖြစ်တယ်ဆိုတာကဓမ္မကျမ်းစာမှာအတိအကျပေါ်ပြပြီးသားဖြစ်တယ်အဲ့ဒီတွေ့ခေါ်ပညာရှင်တွေကဘာပြောလဲ what is happened to me ဒါငါကဘယ်လိုဖြစ်လာမလဲကျွန်တော်သိပြီးဘယ်လိုဖြစ်လာမလဲနော် there is life after death သိပြီးမှတကယ်အသက်ရှင်ခြင်းရှိပါမလားသူတို့မှပြင်နိုင်ဘူးလေနော်ဘုရားဆိုတာရှိမလားမရှိဘူးလားသူတို့မသိချဘူးဒီတမ်းပဲသိပြီးတော့လူပြန်ဖြစ်မလားအသက်ရှင်နေချင်မှာမကောင်းမှုတွေလုပ်တယ်ခူးတယ်စားတယ်တောက်တယ်ရက်မှုတယ်လူတက်တယ်ရဖြစ်တယ်ဆိုတော့တေလာတဲ့ချင်မှာဘာဖြစ်လာမလဲခွေးနဲ့ပြန်ဖြစ်လာမယ်ဆိုရဟာမယ်နော်အသက်ရှင်နေချင်မှာကောင်းမှုကိုအများကြီးလုပ်ခဲ့ရင်နော်ဘဝမှာတစ်ချက်ဖြစ်လာမယ်မြင့်တယ်ဖြစ်လာမယ်ပေါ့မြင့်တာဖြစ်လာမယ်ပေါ့အဆူတော်ဖြစ်လာမယ်ပေါ့အဲ့လိုမျိုးတွေ philosopher တွေကအမြတ်ကြီးတွေ့ကြတယ်တချို့ဘာသာတွေကလည်းပြောကြတယ်ဒါပေမဲ့ယေရှုကလည်းပြောတယ်ပြန်ပြန်ပြောတယ်ဘယ်တော့မှတရက်ပင်ကမကလာတိမတီးနိုင်ဘယ်တော့မှငပြောတိကလင်မောတိမတီးနိုင်လင်မောတိကလင်မောပဲတီးမှာနော်ဒီမောတိကဒီမောပဲတီးမှာအဲ့ဒါကြောင့်လူဖြစ်တဲ့အတွက်ကြောင့်လူပဲပြန်ဖြစ်မှာအဲ့ဒါကြောင့်လူဖြစ်တဲ့အချိန်မှာဖခင်ကိုလက်မခံဘဲနဲ့ဖခင်ကိုမယုံကြည်ဘဲနဲ့ဆိုတော့ကျွန်တော်တို့မှာကျက်စာမှာတိကျပေါ်ပြထားတာလေထာဝရအသက်ရှင်နေကျွန်တော်ခံရကြမှာဆိုတော့တေပြီးမှလည်းအသက်ရှိတယ်ဆိုတော့ဒါဆိုရင်တေပြီးမှအသက်ရှိတယ်ဆိုတော့အဲ့ဒီကောင်းကင်နိုင်ငံရှိတယ်ဆိုတော့ how do I get to heaven ကျွန်တော်တို့ကောင်းကင်နိုင်ငံကိုဘယ်လိုရောက်မလဲတချို့လူတွေကပြောတာပေါ့ကောင်းမှုကုသိုလ်လို့ကောင်းမှုကုသိုလ်ကဆက်ရမှာပေါ့ကောင်းမှုကုသိုလ်ကျင့်နေဆိုတော့နိုင်ပါပြရောက်နေပေါ့ဒါဆိုရင်ပါလေကောင်းမှုကုသိုလ်ကျွန်တော်လောက်တာကတပေးလို့ရှိတဲ့အချိန်မှာရေကအကုသိုလ်ကတပိတ်တာဒါဆိုတပေးနဲ့တပိတ်တာဘလို့ပွားတယ်လေနော်လူတယောက်ရဲ့အကောင်းဆုံးကျူးစာမှု
လူတယောက်ရဲ့အကောင်းဆုံးပြုတ်ပြင်မှုအကောင်းဆုံးကတပည့်လို့ရှိတဲ့ချိန်မှာသူ့ရဲ့ကာယကဝစီကမနောကရဲ့သူ့ရဲ့အပိကပါလေတပိတ်တာလို့ရှိတယ်။ဒါဆိုဘယ်သူဘယ်နိုင်ရုပ်ဘယ်နဲ့ပါရောက်มาလဲဖီလိုဆိုဖာတွေကြမှာကကြာဖြစ်နေထွက်နေတယ်။ဒါပေမဲ့ကျွန်တော်ကျန်းစာမှာရှိတယ်ပါလေငါကူကြည့်တော့သူပေါင်းတော့ဒီပြည့်စည်တဲ့တော့မရောက်ထဝရတဲ့ကိုကြာမယ်။ဘောကိနိုင်ငံကိုရောက်မယ်။ဒါမှကျန်းစာမှာတိတိကျကျပေါ်ပြထားတယ်။သူတို့မှာပါတခုပြန်မေးထားတယ်။ When the world is full of evil ဘာဖြစ်လို့ဒီလောကမှာနော်မကောင်းမှုတွေနဲ့ပြည့်ရှင်နေတယ်လေဗမာရီဘာပြောလဲတင်ကောင်းတယ်ကျောင်းစုပါသူတို့ကပြည့်မထွက်နိုင်ဘူးလေနော်သူတို့မဲ့လေဘာဖြစ်လို့ဒီလောကမှာလူစုတွေများတယ်လေဒီလောကမှာဘာဖြစ်လို့ခက်ခဲတယ်လေသူတို့မဲ့ခဏခဏနေတာလေသူတို့မတည်ဘူးအဲ့ဒါကြောင့်ဘာပြောလဲတင်စုတင်ကောင်းတယ်ကျွန်တော်မစုပါဒါဆိုတော့အဲ့ဒီကောင်စုပြီးဆိုတော့ငါတော့ချက်ချင်းပဲဘေဖက်ပါရဲ့နော်ညဖက်ပါရဲ့ခုကတော့ကျွန်တော်အခါမှာကြောင်းတာပွဲတော့ရှိတာလေအကြီးတော့ချက်ဘူးလားကြောင်းတာပွဲတော့ကြီးတဲ့လူလက်ထောင်အောင်မမွေးတဲ့လူတွေများကြီးရှိမှာနော်အဲ့တော့ဘူမူတက်တူးရှိတာရှိတယ်အတော့ဆိုရဲအဲ့ဒီဘူမူတက်တူးရှိတော့ဆိုရဲတို့တပည့်တွေမပြောနဲ့နော်အပင်ကလူတွေတော့မဆောက်လို့ရည်တမားတွေပေါ်လုံးကျောင်းအောင်ဆရာကြီးတွေပေါ်တော့မြင့်တဲ့မတူပြကပလက်ကျောင်းဆရာကြီးတွေအကုန်လုံးခေါ်လောက်ခါနေကျောင်းသူကျောင်းသားတွေအကုန်လုံးခေါ်လောက်ခါနေသူတို့မှတခုခုပြပြစနော်လိုမတန်းနေနော်အလုံးကြိုက်လားအပြည့်ကြိုက်လားလို့ပြောတော့ရက်တောက်တဲ့လူတွေကတော့ဘုံမကျွန်တော်ပြတော့မကြိုက်ဘူးအလုံးပဲလုပ်ချင်တယ်တချို့လူတွေကဘုံမအလုံးတော့မတောက်နိုင်ဘူးအပြည့်ပဲလုပ်ချင်တယ်ငါလုံးမတန်းဆိုအပြည့်ဆိုမှလေကြိုက်ပြလိုက်တာအလုံးဆိုမှလေသူပြလိုက်တာရှင်းတယ်ကဲနင်တော့အပြည့်ကြိုက်လားအလုံးကြိုက်လားအလုံးကြိုက်ငါသူ့မှာနော်အပြည့်ကြိုက်ပါကြိုက်ဘုံမတက်သူစိသူတို့ဘာဖြစ်လို့ဒီလောကမှာစူးကျိုးတွေဒီလိုဖြစ်လာတာလဲသူတို့မတည်ဘူးနားမလီဘူးဒါဆိုရင်ကျွန်တော်ကောင်းမှုကုသိုလ်လုပ်ဖို့ Why do I struggle to do the good thing ကျွန်တော်ကောင်းမှုကုသိုလ်လုပ်ဖို့ကကျွန်တော်တို့ကဘာဖြစ်လို့ဒီလိုရုန်းကန်နေရတာလဲနော်လူတွေကကောင်းမှုကုသိုလ်လုပ်ဖို့ရအချင်းကောင်းဖို့ရဘာဖြစ်လို့ကျူးစားကြတာလဲရုန်းကန်နေရတယ်လေသူတို့အဖြစ်မပေးနိုင်ဘူးဘာဖြစ်လို့လဲကျွန်တော်ဗီဇာမှာအပြည့်စည်ရဆိုတာလက်မခံဘူးရက်တော့လူစုဖြစ်တာမဟုတ်ဘူးနော်အပြည့်လောက်တာမဟုတ်ဘူးနော်အထဲမှာအပြည့်စီလို့အဲ့ဒီအပြည့်ကအတီးတီးလာတာမလကတိကမလကတိအဆက်ကမလကတိအပြည့်လို့ပြီးတော့မကလာတိအတီးပြီးတီးလာနော်လင်ငိုတိအဆက်ကနဲ့လင်ငိုပြီးပုတ်ပြီးတော့လင်ငိုတီးတီးလာဆိုတော့လူဖြစ်တဲ့ဗီဇာပိကစိတ်ထဲမှာစီးပြီးသားကိုအဲ့ဒီပိကလူဖြစ်လာတဲ့ချိန်မှာအရွှေရောက်လာတဲ့ချိန်မှာနော်အတိကဘာဖြစ်လာလဲခူချင်းတောက်ချင်းနော်ဟုတ်တယ်မဟုတ်လားရိတ်ချင်းအမြကြီးပဲအဲ့ဒါပိကတူလာတာဘယ်သူကမှမတင်ပေးဘူးနော်အပိလုံးမဲ့တင်တန်းကြောင်းတစ်ခုမှမရှိဘူးနော်လူတက်တင်တန်းကြောင်းလည်းမရှိဘူးနော်တစ်ခုတင်တန်းကြောင်းလည်းမရှိဘူးအားလုံးတက်တာပဲဟုတ်တယ်မဟုတ်လားဒီဟာဒီကထွက်ပေါ်လာတာအဲ့ဒါတော့ကျွန်တော်တို့ချက်ဆံအကုန်လုံးတိတိကျကျပေါ်ပြပေးတာဖြစ်တယ်ဆိုတာကိုရှာနေတာအနေနဲ့ပြောချင်ပါတယ်ဆိုတော့ဓမ္မကျမ်းစာဟာအရာအခက်တဲ့ကိုဖန်ဆင်းတော်မူသောဘုရားသခင်အကြောင်းတက်တဲ့ထူသောမယုံနိုင်စရာကောင်းလို့အောင်ဓမ္မဖြစ်ရမှစောက်တော်ဖြစ်သည်จะเปรียบเทียบมั้งเนาะဓမ္မကျမ်းစာသည်အရာခက်တဲ့ကိုဖန်ဆင်းတော်မူသောဘုရားသခင်ရှိကြောင်းတက်တဲ့ထူသောမယုံနိုင်စရာကောင်းလို့အောင်ဓမ္မနဲ့ဖြစ်ရမှကိုဇီတာထားတော်စောက်ဖြစ်တယ်အကြီးကြီးဆုံးမှာဓမ္မကျမ်းစာသည်ဘုရားသခင်နှုတ်ကပတ်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ယုံကြည်လက်ခံတဲ့အတွက်ကြောင့်မတင်မနေရသဘောဖြစ်တယ်အဲ့ဒါကြောင့်အခုလိုမျိုး3လတင်တန်း4လတင်တန်းရှမာရီလောက်က9နှစ်နောက်ပြီးထက်4နှစ်အမ်ဒီကလည်း6နှစ်လောက်တိုက်ရတယ်ဒါပေမဲ့10နှစ်ပဲတက်10နှစ်ပဲတက်အနည်း20ပဲတက်ဒီဓမ္မကျမ်းစာဟာကျွန်တော်အကုန်လုံးရပြီကျွန်တော်အကုန်လုံးပိုင်ပြီကျွန်တော်အကုန်လုံးသိပြီဆိုတဲ့ကဘာပေါ်မှာလူတယောက်မှမရှိရသေးဘူးမရှိသေးဘူးဘာကြောင့်လဲအဲ့ဒါကြောင့်ပေါ့အန်အိုပေအရန်ကိုအနောရှာကောင်းတယ်နော်အရန်ကိုအနောရှာကောင်းလို့အောင်နော်
ประหยัดแต่คิดไปทางนกกระปัดดอกคิดเด็ดจงคิดเด็ดนะส่วนไอ้นกกระปัดดอกกูจะรู้เล่อะไรขามานะบัดนี้บิบเลียโลจิลูกคนธรรมะเจ้าสักกูเล่ละเช่นนั่นบัดนี้เทโลจีโปรพาลูกคนประหยัดแต่คิดก็จงกูเล่ละเช่นนั่นบัดนี้คริสโตโลจีเยซูคริสต์ก็จงกูเล่ละเช่นนั่นบัดนี้นิวมาโตโลจีแต่สินโตอินก็จงกูเล่ละเช่นเอ็นจิโลโลจีคอมกินธรรมะจงกูเล่ละเช่นอันโทโปโลจีลูตาจงกูเล่ละเช่นอาร์มิชิโลจีอภิธยากูเล่ละตัวเล่ละเช่นเซ็กชวลโลจีลูกคนแก่ดินชิตยากูเล่ละเช่นเอ็กเลสิโลจีลูกคนตีโนจงกูเล่ละเช่นเอ็กโตโลจีลูกคนน่าสุดตัวชินกาลากูเล่ละเช่นสิบรอบดีเจ้าสามเอเดเช็ดเช็ดเบียร์ไปเนาะเอเดเจ้าสามเอเดเช็ดเช็ดกูไปเอเดจงเจ้าสามเพชรเดตามาจนโมเพชรตัวได้เจมไปกันจะมาเจ้าสามจองละพยาตะคินจองละเยซูคริสต์จองละวิญญาณพยายะจองละเกติชินจองละอภิธยายะจองละดามาเมายินอติโนยะจองละดาเมายินน้องขลายะเมจองละสุราบุอเมนแต่งลุงตุสินชิยาเมเอริเชเซเชเปดีสาวเทมาตาอุลุมาบาจองมาปาบุเนาะจะมาเจ้าสาวจองปาเรพยาตะคินจองปาเรเยซูคริสต์จองปาเรน้องวิญญาณพยาจองปาเรกองกินมาเนี่ยจองปาเรลูเรียจองปาเรลูเรียปิกมาจูลุเนี่ยจองนี่ปาเรไอ้ปิกกันเกตินเชตยาจองนี่ปาเรไอ้เกตินเชยกมีตาลูตาริอาลุบุอตินโตอตินตุตินตาสุบิโรยุงจีตูสุบิโรปาเรไอ้ยุงจีตูนี่ก็นอกว่าพิลาเมเลสุริยจองไอ้เชสเซเจเปเจสามาปาเรไอ้จองเดมาเจสาเพเรกามาจนโนจมาเพเรเจเปดีเบอจองยาพิตนีสุราบุอเมกันทะลุตัวยาไอ้ลูเนี่ยเล่ละเมสุเนาะจนเราเจ้าสาวเล่ละได้จริงมั้ยสู้ตรงชินเนี่ยเล่ละได้จริงมั้ยพยาตะคิงกับจนเราพุ่งเปียไหม illumination ลูกคนเนาะเรมาเพิลาเลยพุ่งเปียชิบุจนเราขยายละมาพิเจเอราจงจนเราหาพยาตะคินนกปัดดอกบ้าจงเล่ละที่จะเนี่ยสุเนาะ number teacher จนเราตัวไหม application number 2 the word of God is infallible แต่มาเจ้าสาวดีมายุนโตมายุนทุกคู่มาไม่ใช่ดีเจ้าสาวเจ้าลุงฮะกับว่าอุจเจงกันเนี่ยเดี๋ยวได้จะที่จะเราเพชรได้จริงมั้ยตะคู่นั่นตะคู่เนาะฉันจริงเพชรเลยตะคู่มาไม่ใช่บุไอ้ยาอาลุงฮะแต่มาเจ้าสาวอาลุงฮะมายุนตะคู่มาไม่ใช่มายุนตะคู่มาไม่ใช่บุสูเดี๋ยวได้จริงมั้ยเก่งกันนี่เรารวยเราใช่ราคาเดลิเจเองบูมานัททองชีริฮะบุโอเคมานัททองไอ้ลูกมีเราเก่งกันเรารวยเราใช่แต่เวลาพยาตะกินน้ำหอมตุ้มพาเรนหอมกับตัวคิดเดี๋ยวจะลงว่าตัวลีmamma nanto mamma do infallible jalsa phite siru ko chono ameta zoom ji biro no lung tin ya me akuna syama kale phapita dokta je 30 ngin 9 6ko sha phe phat me phaya ta khin ni saka ro si ti mya di chin je khu lung to tu apon do di phaya ta khin ne akwai aka phit do mu yi saka ro that ye ma tu ne tok pyu le apit tin do mu ye tin di mo ta do tu ni meดีนกกระปัดดอกฮะมันมาจุนนั่นโตนกกระปัดดอกพี่เด็กเลยจ้ะไอ้พญานกกระปัดดอกพี่เด็กสุรากุจโนจงจีบิโรแต่นกกระปัดดอกมาคู่ลุงเนี่ยมันเตสิเนี่ยมันสุราพญาตะเคียนมาเลยอากุยากากุยาชิจาระสุราจีนกกระปัดดอกอาจารย์แต่ไม่เชื่อเบเนี่ยไอ้แม่กุจงบิโรลูเทียวเย่โปรเฟซีกุจงบิโรลูเทียวเย่ไอ้แม่กุจงบิโรลูเทียวเย่ฮอบเปียวเชกุจงบิมาแต่สิเนี่ยมันสุราพญาเย่กุยกาออกมาตีหามันเนรอบุสุรามัทธาเอรามัทธาเนาะตุเมียไอ้แม่ตุเมียอยู่ไปอยู่ตุเมียเย่โปรเฟซีตุเมียเย่กะยาโหชะตาเมอัตสิเนเมสโนจโนจมาดิพยาเย่กุยกาออกมาจโนมันเนรอบุสุราบุมัทธาที่นกกระปัดดอกฮะมายุนนั่นตัวนกกระปัดดอกพิเศษจังสินเจตัวนกกระปัดดอกพิเศษด้วยจังไอ้นกกระปัดดอกอาตัชินเมคู่ลงเนเมสโนพยาตะคิงกุยกาชินพยาตะคิงลันเปชิกูชินขยะเนเมเรเอราตรงไอ้ที่นกกระปัดดอกเทมาบาตะคุณมามาเทเนรอเลยเทเมสโนตีหามุตาพิลาลิเมโยโย่ทาร์เดี๋ยวชูดูดิกับโยระเลยวิญญาณโนอโลกาจโนโรเบตินามาเลยเจ้าสาวเทมาปาเบเนี่ยวิญญาณโนมีอาชีพเล่านั่นเนี่ยสุดยอดเอรานัลโปรเฟตที่สกัดขึ้นมาดีเจ้าสาวมาปาเบเนี่ยดีเจ้าสาวอาตุมพิวเบเนี่ยวิญญาณโนพิยากาเปโรมาเล่ามาเลยเอราจ้องดมาโนเอฟเอโออาเดียขันจีนเนี่ยเงี้ยเนี่ยสิมาดมาโนรีนั่นโปรเฟตต์กูเอาเมียเช็คเอาเมียพิอาตุมพิวบีโร
ယေရှုခရစ်တော်ဒီကျွန်တော်တို့ရဲ့အောက်မြစ်တော်ဖြစ်ပြီးမှအဲ့ဒီမှာအတင်းသူအတင်းသားတွေကိုတီးထောင်နေယုံကြည်သူအသက်တာကိုတိဆောက်ခဲ့တယ်လို့ဓမ္မကျမ်းစာမှာတွေ့ကြချက်ပေါ်ပြထားတယ်အဲ့ဒါကြောင့်ဒီမှာဓမ္မတော်ဒီပြောထားတဲ့ prophet တွေပြောထားတဲ့ဒီနောက်ကပတ်တော်ဟာမမယုံနာတဲ့နောက်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ဒီအတတ်ရဲ့သက်ရှင်နေမယ်ဆိုတော့ဖရာသခင်လာပြတ်ကိုခြင်းမှာကိုယ်ကခြင်းမှာကျွန်တော်အမေရိကန်သက်ရှင်နေတယ်ဆိုတာနံပါတ်1ဒီရမယ်နံပါတ်2 the word of God is complete ဒီနောက်ကပတ်တော်ဟာပြီးဆုံးနေတယ်ဟာလေလုယာဒီနောက်ကပတ်တော်ဟာပြီးဆုံးနေတယ်အဲ့ဒါကြောင့် not that any verse any chapter any word ကျွန်တော်တို့မှာလုံးဝမလူချင်တော့ဘူးဒီကျမ်းစာဘုရားသခင်က revelation ပေးပြီးတော့ရေးထားတဲ့မဟုတ်ထားတဲ့နောက်ကပတ်တော်ဖြစ်တဲ့ကြောင့်ဘယ်အခန်းကြီးမှမလူချင်တော့ဘူးဘယ်အခန်းငယ်မှလည်းမလူဘူးဘယ်စကလုံးမှထက်ဖြစ်ဖို့မလူတော့ဘူးပြီးဆုံးနေပြီဆိုတာကျွန်တော်တို့ဆုံးကြည့်ရမယ်အဲ့ဒါတော့ဒီဖုန်းလုံးအခန်းကြီးလေးချုပ်မှလည်းပြောတယ်ဓမ္မတော်အခန်းကြီး20နှစ်30လေးမှလည်းပြောတယ်ဒီနောက်ကပတ်တော်မှာရှိတဲ့ prophecy ရဲ့စကားအတိုင်းဘယ်သူကမှမထက်နဲ့နောက်လည်းမနောက်နဲ့ထဲလည်းမထဲနဲ့အဲ့ဒါလို့နောက်ခဲ့တော့ထောက်ခဲ့တော့ထဲခဲ့တော့ဒီဓမ္မကျမ်းစာမှာရှိတဲ့ကျင့်ချင်းအမင်္ဂလာကိုတင်းအပေါ်မှာကျက်ရောက်မယ်လို့ပြောထားတယ်အဲ့ဒါပါလေထာဝရတဲ့ချင်းဆိုတော့ဒီဝိညာဉ်တော်ဟာsorry ဒီနောက်ကပတ်တော်ဟာပြီးဆုံးပြီးသားနောက်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်ဒီနောက်ကပတ်တော်မှာဘုရားသခင်နဲ့ကျွန်တော်တို့ဆက်သွယ်ဖို့ရတဲ့ဘုရားကိုကူးကွယ်ဖို့ရတဲ့ဘုရားကိုချီးမွမ်းဖို့ရတဲ့ကျွန်တော်ခရိယာအသက်တာမှာလိုက်ဆောင်နိုင်ဖို့ရတဲ့ကယ်တင်ခြင်းရဖို့ရတဲ့ဘုရားနဲ့အတူတကွအသက်ရှင်ဖို့ရတဲ့ပါတခုမှမလူတော့ဘူးဒီကျမ်းစာကျွန်တော်တို့အတွက်လုံလောက်တယ်ဆိုတော့ကျွန်တော်လက်ခံယူကြည့်ရဒီကျမ်းစာပြည့်စုံတော့ complete ဖြစ်တယ်ဆိုတော့ကိုကျွန်တော်လက်ခံယူကြည့်ရမယ်အဲ့ဒါကဒုတိယချက်မှာကြည့်ရင်နံပါတ်3မှာ the Bible is totally authoritative ဓမ္မကျမ်းစာဟာဒီနောက်ကပတ်တော်လုံးဝကိုတရားဝင်ပြီးသားဖြစ်တယ်နော်ကျွန်တော်တို့ခရိယာတွေအတွက်ကျွန်တော်တို့ဘုရားသခင်ယုံကြည်တော်တဲ့မိတွေအတွက်ဒီကျမ်းစာအောက်တာလည်းကျွန်တော်တို့တရားဝင်ဖြစ်ရမယ်သူတရားရဲ့သူတစ်ပတ်ရဲ့အိမ်မက်သူတစ်ပတ်ရဲ့အာရအတင်းတော်ရဲ့ဘိုင်လို့အတင်းတော်ရဲ့ doctrine နဲ့ကျွန်တော်တို့လုံးဝဘုရားကိုမဆက်ကြရဘူးဘုရားကိုမကုတ်ကြရဘူးဘုရားကိုမချီးမွမ်းရဘူးဒီနောက်ကပတ်တော်အတိုင်းပဲကျွန်တော်တို့အတွက်လုံလောက်တဲ့ဟာဖြစ်တယ်ဆိုတော့ကိုကျွန်တော်တို့သိရမယ်ဆိုတော့ဆာလံကျအခန်းကြီးဆာလံကျမ်း139မှာပြောပြ။အိုးထာဝရဘုရားနောက်ကပတ်တော်သည်ကောင်းကင်ဘုံနဲ့အရှိအမေတည်ဟုပြောထားတယ်။ဘုရားတကယ်နောက်ကပတ်တော်ကျွမ်းမဲ့မင်းမြတ်တော်အခွင့်အာဏာအတွက်တခုတည်းသောအရှိအမေဖြစ်တယ်။မင်းမြတ်တော်အခွင့်အာဏာအတွက်တခုတည်းသောအရှိအမေဖြစ်တယ်။ဘာမြင့်မြတ်လဲဘာအရေးကြီးတာလဲဘာအာဏာလဲဘုရားတခင်နဲ့ကျွန်တော်တို့ဆက်သွယ်ဖို့ရတယ်ဘုရားတခင်နဲ့ကျွန်တော်အတူတူကနော်တက်ရှင်ဖို့ရတယ်အရေးကြီးဆုံးသောအရှင်အမေဖြစ်တယ်နော်နံပါတ်၄ the Bible is totally sufficient for all the need ဒီဓမ္မကျမ်းစာကကျွန်တော်တို့လူအပ်ချက်အရာတွေအားလုံးကပြည့်စုံနေတဲ့အရာဖြစ်တယ် all sufficient for our needs ကဲအခုနောက်ပြောပြတာဒီမိုတဲ့ဒုတိယစာဆောင်အခန်းကြီး3နဲ့16မှာဩဝါဒပေးခြင်းအပိကိုပေါ်ပြခြင်းပြောင်းမစွာတက်ခြင်းတရားကိုတွင်တင်ခြင်းကျေးဇူးတော်ကိုပြုဖို့ရတဲ့ဒီဓမ္မကျမ်းစာဟာလုံလောက်သောဓမ္မကျမ်းစာနောက်ကပတ်တော်ဖြစ်တယ်ဆိုတော့ကျွန်တော်တရားတိကပေါ်ပြပေးတယ်အဲ့ဒါကြောင့်ဒီနောက်ကပတ်တော်မှာဘာတစ်ခုမှကျွန်တော်တို့မလိုအပ်တော့ကဲတင်ချင်းရဖို့ရတယ်အခုနပြောတဲ့ဘုရားအကြောင်းကိုလဲလာဖို့ရတယ်ယေရှုခရစ်တော်အကြောင်းကိုသိဖို့ရတယ်ဓမ္မကျမ်းစာအကြောင်းကိုသိဖို့ရတယ်ဝိညာဉ်တော်ဘုရားအကြောင်းကိုသိဖို့ရတယ်ကယ်တင်ခြင်းအကြောင်းကိုသိဖို့ရတယ်အပြစ်တရားကိုသိဖို့ရတယ်အသင်းတော်အကြောင်းကိုသိဖို့ရတယ်နော်လာမယ့်အကြောင်းတွေကိုသိဖို့ရတယ်ဘာတစ်ခုမှမလိုတော့ဘူးဒီကျမ်းစာမှာအကုန်လုံးပြည့်စုံနေပြီဆိုတော့ကျွန်တော်သိဖို့လိုတယ်အဲ့ဒါကြောင့်ကျွန်တော်ကျမ်းစာကိုလေ့ရသူတွေဖြစ်တယ်နောက်ဆုံးအနေနဲ့တစ်ချက်ကမှ the Bible is complete what did God promise ဒီကျမ်းစာဟာဘုရားသခင်နဲ့ပေးထားတဲ့ဂတိတော်အားလုံးဟာဒီဓမ္မကျမ်းစာမှာပြည့်စုံပြီးသားဖြစ်တယ် hallelujah ဒါကြောင့်ဘုရားသခင်က promise ပေးထားတဲ့ဟာပါလေငါကိုယုံကြည်ရင်ထာဝရအသက်ကိုရလိမ့်မယ်ငါကိုမယုံကြည်ရင်တေချင်းတရားနဲ့ရင်ဆိုင်ရလိမ့်မယ်အဲ့ဒါ God promise ဒီမှာရှိပြီးသားဘယ်တော့မှဘုရားသခင်ငါကိုယုံကြည်တယ်ဆိုရင်တော့မြင်ကြတင်ချင်းရပြီဘောလည်းရပြီဆိုတော့ချမ်းသာမယ်အာရောက်ရှိနေတော့ပူဆိုးလာပူချောလာမယ်ဆိုတာမျိုးမရှိဘူးနော်အရက်ပူရီလဲအရက်စီလာမယ်ဆိုတာမျိုးကတိမရှိဘူးနော်ဖတ်တာကျမလာမယ်ချမ်းသာလာမယ်
เดี๋ยวคุกขโปเจ้ามาเชิญตาตริงกัง prosperity gospel ตริงท่าน้องพยาเองกระดิ่งเป็นท่าระบาเลยน่ากูยุ่งจิตตัวตัวปองเราดิเป็นสิ่งที่เราไม่ยอมเท่าละแต่กูยามเท่าละเกณฑ์เช่นยามเป็นสิ่งบาเลยกระดิ่งเป็นท่าระพิเศษเราจงเราเลยกูจะโน้อดีตจิตระพิเศษเราจงดีฮะพิสมาเช่นนั้นพยาตะเคียนก็ปัดดอกกระดิ่งโดดีพี่มีโอเสกพยาตะเคียนทุกสุ่มทุกคู่กูเพี้ยนลามลูกเบี้ยววิตาหากูจะโน้พี่สุ่มวิตาพิเศษสุดากูจะโน้ที่ยามเฮสยาคันจีงาเสงาเงี้ยเสติด้วยงาโนมาทัดโตสกาดีอาชีพนี้มันพิเศษงานิตโตอยากกูพี่มีโอเสกงาเสลอยาใจว่าลิงพยาตะเคียนประตูกูเสลเลยตาเราเยซูคริสต์ดีดีจิมบาลามาจันโนเนาะมวยเนี่ยจิมปาเนี่ยตาเราเยซูคริสต์พยาเตกติกาบาเลยเกตินชินเตียเอริเกตินชินเตียกูพิสุปุยันตูกับพรอมิสกติเปทาริฮะตูตาเรากูเสลดาพิเตเอริตาเรากูจุมจิโตตูฮะท่าระไตกูยามเอราจงดีจะมาเจสารีพยาเตคิงกะกติเราอาลุมาพิสุบิตาพิเตအဲ့ဒါကြောင့်ခင်ဗျာကောင်းမှုလောက်ရကောင်းမှုကိုတူရမယ်ခင်ဗျာတရားပေးတစ်ထောင်ရမယ်ခင်ဗျာတစ်ထောင်မြို့စစ်ကျင်းတော့တစ်ထောင်ရမယ်ဆိုတဲ့ဟာမျိုးလေကျဲမှာချက်တာတတိကောက်တတိထားနော်အဲ့ဒါစာတမာနလင်လေချင်းဖြာယောင်းချင်းဖြစ်တယ်နော်ကျွန်တော်ဂျုံကြည်တူတူကြောက်ဖြစ်ပြီဆိုတော့တတိထားရမယ်စာတမာနကိုကျွန်တော်အမေရိကန်ဒီနောက်ကပတ်တော်အဖြစ်အနာယူရမယ်ယေရှုခရစ်တော်ကလည်းတုံ့ပြန်တာနောက်ကပတ်တော်အဖြစ်ပဲစာတမန်နောက်ကနာယူရလေဒါတော့နောက်ဆုံးပြောချင်တာကပါလဲဆိုတော့ဓမ္မကျမ်းစာပြင်နံပါတ်1 revelation ဘုရားသခင်ပေါ်ထုတ်ထားသောသူ့ရဲ့နောက်ကပတ်တော်ဖြစ်တဲ့ inspiration ဘုရားသခင်မောက်တွန်းထားပြီးတော့အမအယွန်းမရှိတော့ပြီးဆုံးတော့နော်ဒီဓမ္မကျမ်းစာကလည်းကျွန်တော်တို့အသက်တာကိုလမ်းပြပို့ဆောင်နိုင်တော့ဘုရားရဲ့နောက်ကပတ်တော်ကတိတော်ဟာပြီးဆုံးတော့နောက်ကပတ်တော်ဖြစ်တယ်နံပါတ်4 နံပါတ်3 illumination လို့ခေါ်တယ်အဲ့ဒါ illumination ဆိုတာကလူတွေကနားမလည်ကြဘူးကျွန်တော်တို့ကအမေတန် prophecy ကိုပဲကျွန်တော်အာရုံပြုကြတယ်ဘုရားတခင်အတန်ကျဲတယ်လို့နော်ဘုရားတခင်အတန်ကျဲတယ်ဆိုတဲ့ဟာမျိုးဘုရားကကျွန်တော်ကိုဒီလိုပြောတယ်ဒီလိုသွားတယ်ပြောပါဒီလိုဖြစ်တယ်ဆိုတဲ့ဟာမျိုးပေါ့နော်ပြောတယ်အဲ့လိုမျိုးတွေမရှိဘူးဘုရားတခင်ဘယ်တော့မှဘယ်သူမှစကားမပြောဘူးအဲ့လိုမျိုးစကားပြောတယ်အခါချင်းဒီမှာရှိတယ်ကောင်းကင်နဲ့မြေကြီးကြမှာရှိတဲ့ဆက်ကြောလာမရှိတဲ့နတ်ဆူရီကတင်တော့အသက်တာကိုနော်ဥဆောင်ပြီးတဲ့အတွက်ကြောင့်တင်တော့ဝိညာဉ်ကြီးရမှာဝိညာဉ်မျက်နှာမှာတည်တော်သူကြီးဖြစ်တယ်ဆိုပြီးတော့ရှင်ပေါလုကပြောထားတယ်ဒီနေ့စัจ java လာမှာနတ်ဆူရီလှုပ်ရှားနေတယ်နော်ဒီနတ်ဆူရီကလူမြတ်ထဲမှာလည်းဝန်နာနေလူမြတ်ကိုလည်းဖျက်စင်နေသူမြတ်ကိုလည်းကိုတက်တဲ့နတ်လောက်အောင်အဲ့ဒီစာတမာနကလောလောအဲ့ဒါတော့တရိထားရမယ်illumination ဆိုတာကဘယ်တော့မှဘုရားသခင်ကစကားမပြောတော့ဘူးရမဆိုတဲ့ဟာကပါလေဒီချက်ပိတ်ကိုဖတ်မယ်ဥပမာကယောဟန်အခန်းကြီး3အငယ်16အားလုံးရတယ်မလားအားလုံးဖတ်ကြည့်အောင်ယောဟန်အခန်းကြီး3အငယ်16ဟာရဖတ်တဲ့ဒီလောကီတမြတ်ကိုဘယ်ရကြဘူးလားပြောပါရှင်ယောဟန်အခန်းကြီး3အငယ်16သုံးပါလေဘုရားသခင်ကြီးအလုံးခတ်မယ်ဘုရားသခင်ကြီးလာတော်ကိုတော်တော်ဒီရရှိတော်များသာဝရတဲ့ဘုရားရဲ့စိတ်ချကဘုရားသခင်ကြီးမိမိနဲ့ပါတိတော်သားတော်ကိုဆုံးတော်မူတဲ့ကောင်လောကီသားကိုချစ်တော်မူ၏အဲ့လိုဖတ်တဲ့ချိန်မှာဘာခံစားရလဲဘာမှမခံစားရဘူးနော်ဘယ်ခံစားရမှာလဲတုံးနေကြတဲ့ကစတဲ့စုမှာတော့ရပြီသားအဲ့ဒါတော့ illuminate ဒီအင်္ဂလိပ်လိုပြောတယ် illumination ဆိုတာမပါတာတကယ်ကျန်တဲ့ပုဂ္ဂိုလ်လေဖက်ကြည့်လိုက်စဉ်းစားလိုက်စုတော်လိုက်တဲ့နှလုံးသားထဲမှာဖျားစကားပြောလာလိမ့်မယ်တဲ့နှလုံးသားထဲမှာဖျားဖွင့်လာလိမ့်မယ်အဲ့ဒါကို illumination လို့ခေါ်တယ်ဘုရားအတန်ကြတာမဟုတ်ဘူးနော်ဘုရားကဟေးရင်းမီဘာညာဒီနော်ကျအဲ့လိုမျိုးတွေစကားမပြောတော့ဘူးနော်ကျန်းစာဖက်မယ်ဖက်ပြီးမှနှလုံးသွင်းမဲ့တဲ့ချိန်မှာဘုရားသခင်ကလောကီတာဆိုတာဘယ်လိုလဲကျွန်တော်တမပဲကျွန်တော်အဖြစ်တာပဲကျွန်တော်တမအဖြစ်ပဲဘုရားသခင်ကယေရှုကိုကျွန်တော်ပြောပြတာနော်
โลกาว่ามีพิยาจวนละสุดาหมอเป็นเนี่ยโอ้จนเราเป็นลูกว่ามีหนังมาเลยไอ้เด็กชิ้นสูบีมากาบีมาน้องมิวสิกเนี่ยโลกาว่ามีเนี่ยนะจวนละเนี่ยนะสุดาโอ้เจ้าบีมาเสร็จมาไปพิวซุ่มมาเลยไม่สิบุบ้าวันตามุลามาเลยไม่สิบุเสร็จมาเราเสร็จคุยมาโอ้เคสิสิเราเนาะช้อปปิ้งเนาะทำสุดาเรามาเบียสิเบียสิเนี่ยมีอย่างนั้นเออมาละดิลูมิวมาอุอิลูมิเนชั่นสุดากันแต่แกสู้ตรงชนะเป็นทีมเป็นทีมจะเป็นรถจะนอนจะมาทีจะไปเลยกูแพ้แม่สุดมาเบจะไปเป็นสู้ตรงชนะแพ้อะไรจะไปกูพิจารณาที่วันนี้ลูกใช้แค่แบบพึ่งพิจารณาเลยมั้ยเออกูอิลูมิเนชั่นลูกขอเลยเนาะเออจังrevelation พึ่งพิจารณาไม่ใช่หรอกบูเนาะ inspiration ไม่ใช่หรอกบู illumination ไม่ใช่หรอกเลยเบรอมาพิจารณากันยังมาเนาะจะสกัดไม่เปรี้ยวหรอกบูพึ่งพิจารณาเลยมาหรอกบูเนาะเออจังทีนี้จะเนาะนกส่งทุกท่านที่มีนกส่งเนาะท่านที่มีนกส่งเยอะเลยใช่ไหมเอสราก้าแบบเยอะเลยพยาตะเคียนนกกระเป็ดดอพยาตะเคียนตะยาโรกูเลลาสินเชนนลงตุนบีมาอีตเรลามีลุมิวเมียกูตุนติยาตู้ยใส่เขมาทาเลยแกเอสราก้าแบบเยอะเลยจนโอกาโร่เลยเนาะพยาตะเคียนตะยาโรกูเสสส่งชอบบีเนาะเตียยูบีมาตาเลกูก็เสสส่งชอบบีมาตู้เมียกูอีตเรลาลุมิวมีกูงาติมเปเมลูกเอสราก้าแบบเยอะเลยจนเราชิมลุมิวโรมาเอากูแต่เป็นเราเขียนเป็นจะปีหรอฮะงานเขียนชิ้นยาบีชิมมาชิมาอีเวนต์เบียร์อีเวนต์ท้องอีเวนต์บอยเสียไปเนี่ยใช่ไหมอีเวนต์ที่เด็กชดเชยเนาะเดี๋ยวเขาจะตุ้งเจ้าก็อันนี้จะตุ้งเจ้าก็เดี๋ยวเขาก็ปีละเออเนี่ยโอ้ตัวชดเชยเอลูตัวปีมาแต่ละตรงละเลละแล้วอีเวนต์ที่ปีมาตัวเราบาเชียวเลยที่โนเทมาปัสตาเชียวเจเลยเอลูมิวรีมาอุบุเรเอสราคาเยอะเลยกูกัดอะไรแต่มาเจ้าสักคนเล่ละเมติยูเมแต่สิ่งส่งชอบบีมาตาเลยตัวเมียตุนพิเศษเมฮาเลลูยาเออจังตาเดมีเราตรงละเราโนติเนี่ยกูมาชอนเนี่ยนอกจากที่มาเนาะเชียร์ชาดองนี่จะรู้อีเนาะเซนิตตัวเนาะพิพัสการีเซนิตติยาระด็อกเตอร์ก็ยาพูดนะเซนิตเจอเลยไปสักบล็อกกูเลยเนาะที่มาเลเซียมาสิเนาะชิมิสตาร์ตุกูมาเลเซียนี่เนี่ยนัดต้องชอบฟังเลสิมิสตาเนาะจะนิ่มมาไม่เลยบูแต่แบบนี้พิยาตะคีจะเนาะจุ่มจีพิยาตะคีมูโร่กันพิยาตะคีอะกันจะเนาะแต่สิโนไม่สิเนาะที่นกกระเป็ดกูเลยชอบตัวเมียกูลั่นเลยที่ปีมาสู้ลูกพิยาเย่นกกระเป็ดตัวแต่สิบุญยังไงเนาะจะเนาะเล็กลาที่ที่โมเดกับปัสตาโลโรเมสิบปลุกบาดเลยที่โมเดลที่หาแต่เต็งเงี้ยตัวเลยตัวเมียริกาปามันเปียวเสเนี่ยที่หาเรนไรดีไฟติ้งตัวด็อกเตอร์เชื่อสากูเป็นนันเล่ละที่อยู่ที่มาตาเลยปัสตาโลเมสิบปลุกกับที่โมเดลกูเกี่ยวเชื่อสากูเป็นนันเล่ละที่อยู่ที่มาตาเลยตัวเมียกูที่อยู่มาเสียพิษเลยแต่เป็นแคมปิ้งนะมาบุญเนาะสรุปชินังก็กูก็ตัดที่อยู่บีมากูก็จินเจบีมากูก็ส่งที่บีมาเจนเราอมูโรสอนะพยาตะเคียนอลูโรสิเดเจนเราอัดเลยกองเลยกองจินมีกระดาษพิเศษตัวมีอัดเลยอัตตาที่สุดเสียพิเศษสุดากูเสียที่เนี่ยเกิดชนะพิเศษเราจำนิคุชนเนี่ยนะพิเศษพยาตะเคียนเนี่ยเราก็ไปตัวดีมามาจุนนั่นตัวเราก็ไปตัวพิเศษพี่ส่งอีตัวเราก็ไปตัวพิเศษเนาะเดี๋ยวเว้นบ้ามาลูกตัวเด็กพิเศษจะนอนลูกเจ็ดที่ยาลุงพี่ส่งที่ตาพิเศษพยาตะเคียนแกเป็ดอะไรกันที่ตัวดีเราก็ไปตัวมาคงลุงพี่ส่งที่ตาพิเศษเออแล้วจะนอนสุขเชียพิเศษมาเจนสักกูทำไมเล่ละเนี่ยไม่ใช่เนาะกูอัตตากูที่ชอบเชียมาเข้าไปเนี่ยตัวมีอะไรเดี๋ยวกองเจมีกระพิเศษสุริยากูที่ไม่ใช่วันไม่ใช่นาพิเศษเจน่าตัวยอดสิทธิ์พอมาพิจารณากองเจมีว่าเซ่อาเมนကမာကျန်းစာကိုပါပြုလို့ယူတင်ဖို့ကောင်းဆုံးဖြစ်တယ်လေဆိုတာဆရာဒီနေ့အကောင်းဆုံးတည်ခြင်းမစ္ဆုတ်ပံကိုအောင်မြင်ပြီးတော့ရှင်ပြန်ထမြောက်တဲ့ခရစ်တော်ရဲ့အကျိုးကောင်းပြုပြင်ပြောင်းလဲပေးခြင်း
ပြီးတော့အသက်တာကိုဖွင့်ထားခြင်းအပြစ်ပေါ်ထုတ်ခြင်းဆိုပြီးတော့ကောင်းမွန်နဲ့နှုတ်ပတ်တော်တင်ယူဖို့ကောင်းဆုံးနှုတ်ပတ်တော်အဖြစ်ကျွန်တော်ကျမတို့ကိုခွန်အားပေးတဲ့ဆရာသူပဲကျေးဇူးတင်ပါတယ်ဘုရားရှင်ကိုချတ်တော်ပြုပါစေ အာမင် တော့ဒီနေ့ဒီကျောင်းသူကျောင်းသားတွေရဲ့ဒီပွဲမှာနော်ဒီဆဆရာနဲ့ပေါ်ဝင်ပေးတဲ့ဖက်ကနေပေါ်ဝင်ပေးတဲ့သူတွေတယောက်ချင်းစီတိုင်းသူပဲကျေးဇူးတင်တယ်အလုံးလက်ကိုတီးအောင်နော်အလုံးကိုတီးအောင်လက်ကိုတီးချာသူကဟုတ်ပြီလက်ကိုတန်သေးမကြားရဘူးคนรู้ไหมบ้างแล้วก็ตีเลยตีจีเลยถูกชิมเลยถูกจุดสู้น้องเดียวเนี่ยมิสเตอร์ตั้งสวยသူရဲ့ကျေးဇူးတင်ရဲ့ဆောပိတ်မှာလက်ခုပ်အခြေနဲ့ဆောင်ကျွန်တော်တည်အောင်မစ္စတာဘွေလင်းဖြစ်ပါတယ်ခင်ဗျာThis is my story. This is my song. Praising my Savior all the day long. This is my story. This is my song. Praising my Savior all the day long. ပြောတော့ငါလေးပေးကြပါလို့မြန်မာလိုတော့ပြောတော့ဆုံးမရှိမှဆိုလို့ငါလေးစိုက်ပြီးစိုက်ခွေးပြီးမှကျွန်တော်အနေငယ်3မိနစ်လောက်4မိနစ်လောက်လေးငယ်သာတဲ့လို့ပြောတယ်လို့ဆရာနာနဲ့ဒီနေ့ငါလေးပါတော့ဒီည program တော့ဆရာကိုရွေးတဲ့ရှင်မှာဖြစ်ပါမလားဆိုတော့အရာအာနာဖို့ကောဘာဖြစ်လို့လဲဆိုတော့ဒီညအကြီးမှာဆရာရဲ့အိမ်မှာပဲဖြစ်တင်းတော်မှာပဲဖြစ်လူမှုရေးရပဲဖြစ်ကိစ္စတွေအများကြီးရှိမှာလူတိုင်းမှာနော်ဒါပေမဲ့အဲ့ဒီကိစ္စတွေအားလုံးကိုထားခဲ့ပြီးမှကျွန်တော်တို့ရဲ့ဒီမှာရှိတဲ့ UMC တင်းသူတင်းသားအားလုံးအတွက်ပုံမှာမေတ္တာထားမှညာကြီးမှလာပေးတဲ့အတွက်အထူးပဲကျေးဇူးတင်တယ်အားလည်းမကပဲနဲ့ဒီညနှုတ်ကပတ်တော်အားဖြင့်ဒီမှာရောက်ရှိလာကြတဲ့ယုံကြည်သူအားလုံးနှုတ်ကပတ်တော်အကောင်းဆုံးနဲ့တွင်တင်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်တယ်ဆိုတဲ့နေရာကိုကျွန်တော်ပြောရှင်တယ်ဆရာလေးရောက်ရှိတဲ့နေရာတိုင်းမှာအမှုတော်ဆောင်တဲ့နေရာတိုင်းမှာဘုရားခင်ဒီချက်မကပို့ပေါ်မှာတုံးပြပြီးမှဘုရားရဲ့မိသားစုပေါ်မှာတော်လကောင်းဆရာရဲ့အတင်းတို့တင်းသားအတင်းတော်ပေါ်မှာတော်ကောင်းဘုရားရဲ့ကောင်းကြီးဒီချက်မကကောင်းကြီးခံစားကြပါစေလို့အနေငယ်ကျေးဇူးတင်စကားပြောရှင်ပါတယ်အားလုံးကိုကျေးဇူးတင်တယ်ပြန်ပြုတ်ပါ ပြန်ပြောတယ် Dr. John F. Tong. John F. Tong. Ese dong es oleh Yubi Bayan. Ese dong ni Yubi Bayan. Les oleh la Yubi Bayan itu nama di Tekawale. Bonsoir. Jadi ini
ကျောင်းသားကျောင်းသူများကိုစားကျေးဇူးတင်စကားပြောဖို့ရန်အတွက်ခုခါခေါခုလိုမျိုးချိန်တိုင်းကောင်းရလို့ကျေးဇူးတင်တယ်ဆိုတော့လာပြီးတဲ့Reverend Dr. John F. Thompson ဆရာဒီမောင်နာပေါ်မှာသူပဲကျေးဇူးတင်တယ်လို့ပြောချင်တယ်ဒီတော့ဘာငါအနေနဲ့လိုမျိုးကျေးဇူးတင်စကားနဲ့ခွန်အားပေးသောစကားပြောကြပေးတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်အခုချိန်မှာနောက်ဆုံးပိုင်းရောက်ပြီဖြစ်တဲ့အတွက်ကြောင့်တခြင်းpage အနောက်ဘက်ပါတဲ့ page ကိုအားလုံးမတက်ရက်ပြီးတော့တခြင်းအားလုံးဆိုပြီးမှကောင်းကြီးမင်္ဂလာကိုဒေါက်တာဂျန်အထောင်းကနေပြီးတော့ကောင်းကြီးမင်္ဂလာပေးဖို့ရတဲ့ဒီဆုအနာကိုခေါ်တယ်Long come from sin, one from city and land, light from the home by night, long now but I don't know, last up you take my home, my mom, Sakum Loka. Ngày mong sa cùng lo ban, ngày mong sa cùng lo ban, mai ta xin người cha, mà lòng để ta ngày đêm, khang hiền hôm na cùng ta là ri hồn sinh, mai mong sa cùngพระเมรุชินเชมัตตาเยซูคริสต์โดยคิวนาดมัตตาโรคุยกันโนพยานิอินเนกันลาเปียกุสองเชนดีจิญญามาธรรมจันทร์กุติยูเลลาโตตาเตมีเมียสัตว์ที่เกิดจากสิโตดอกสุดาโตมาโตโลกองเนมาสุดดองชิอาเพกุโรกุชิมวนชินาปิปาวันโตดอกสุดาอโปมาดิเนมาชาจวยกบาติเดจิเมกิสิบาเซโตอาเมนHalo jadi ini pihak konstitusi Jawa Barat.